Hello ဒီဗီဒီယိုလေးကတော့ကိုခုတက်နေတဲ့အကြောင်းဝန်းလေးကိုပြပေးမှာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ University တစ်ခုဖြစ်ပါတယ်။သူ့ရဲ့နာမည်ကကျတော့မဟာချူလာလောင်ကွန်း University ဖြစ်တယ်ပေါ့နော်။ MCU လို့လည်းအတူကောက်ခေါ်ကြတယ်။ Buddhism ကျောင်းဆိုတော့ဘုန်းကြီးတွေအများဆုံးတက်ရောက်တဲ့ University တစ်ခုလည်းဖြစ်တယ်ပေါ့နော်။အဲ့တော့ကျောင်းဝင်းကြီးကအရန်လဲလှတယ်။တစ်ပင်တွေပန်းပင်တွေနဲ့ပြည့်နေတာကန်တွေလည်းရှိရပေါ့နော်။ငါးစာတွေလည်းကျွေးလို့ရပါတယ်။ဒီကျောင်းဆောင်ကြီးကတော့ကိုခုတက်နေတဲ့ကျောင်းဆောင်ကြီးဖြစ်တယ်ပေါ့နော်ကိုကကြတော့ပထမနှစ်ပြီး teaching program ကို join နေရပါ room 123ဆိုပြီးရှိတာဟိုမှာဒါကကိုခုတက်နေရတဲ့အခန်းမှာကျောင်းသားဦးရေကတော့100ရှိတယ်ဒါပေမဲ့အခုမှအစဆိုတော့လူကမစုံသေးဘူး60နီးပါးလောက်ပဲရှိသေးရပေါ့နော်ဒီပုံတွေကကြတော့စာတင်ခန်းထဲကနေပြီးတော့အပြင်ဘက်ကိုလှမ်းကြည့်မြင်ရတဲ့ view လေးကိုရိုက်ထားတာလေးပါပထမချိန်တင်ပြီးတော့ရင်တော့နေ့လယ်စာစားဖို့အတွက်ဖူကောကိုသွားပါမယ်အထက်မှာထမင်းစားနေကြတဲ့လူတွေများတော့အပြင်ကအပင်ရိပ်အောက်မှာစုပြီးတော့ပဲစားလိုက်ကြရပေါ့နော်နေ့လယ်စာစားပြီးလို့စကားခဏပြောပြီးရင်တော့အတန်းထဲကိုပြန်သွားပါမယ်တကယ်တော့ဒီဘက်မှာလည်းစားလို့ရတယ်ထမင်းမှုပါလာရင်တော့ဒီဘက်မှာပဲစားကြပါတယ်စာတင်ခန်းနဲ့ကန်တင်းတွေကကျတော့တော်တော်ဝေးတယ်ပေါ့နော်အဲ့တော့လမ်းကလည်းတော်တော်လေးကိုရှောက်လိုက်ရပါတယ်အခုကတော့ဓာတ်လေကားစီးဖို့အတွက်သွားနေပါပြီပြီးရင်တော့9လမှရှိရဲ့စာတင်ခန်းကိုရောက်ပါပြီဒါပေမဲ့ဒီနေ့အကြောင်းမှာ orientation ရှိတော့အဲ့ဒီခန်းမတွေကိုသွားရပါတယ်အဲ့တော့စာတင်ချိန်လည်းမရှိတော့ဘူးပေါ့ကွယ်ဒါကတော့အဲ့ဒီပွဲလုံးမဲ့ခန်းမတွေကိုသွားနေရပြီဖြစ်ပါတယ်ဒီဝင်ပေါက်မှာကြတော့ဒီပွဲကိုလာတဲ့အကြောင်းသားအရေးအတွက်စရင်ကောက်ပါတယ်ဒါပေမဲ့ပွဲပြီးလို့ပြန်မှပဲလက်မှတ်ထိုးရပါတယ်ဒါကတော့ပွဲပြီးသွားလို့ကိုနဲ့တက်ဆိုင်ရာဌာနနဲ့ room အလိုက်ကိုရဲ့ student ID ရဲ့ name ရဲ့ကိုသွားပြီးတော့လက်မှတ်ထိုးပေးရပါတယ်လက်မှတ်ထိုးပြီးသွားလို့တငယ်ချင်းတွေကိုစောင့်နေရင်းနဲ့ဖုန်းလေးအကြောင်းသူအကြောင်းသားတွေလက်မှတ်ထိုးနေကြတာတွေကိုပုံရိုက်ထားတာပဲဖြစ်ပါတယ်ဖုန်းတွေရောအကြောင်းသူအကြောင်းသားတွေရောဆရာဆရာမတွေရောနဲ့ပြည့်နှက်နေပါတယ်လူလည်းတော်တော်စီတယ်ပေါ့နော်လူလဲစုံပြီဆိုတော့ပြန်ဖို့အတွက်ပစ္စည်းတွေသွားယူပြီးတော့ကိုနေရဲ့အခန်းစီကိုစီပြန်ကြပါတော့မယ်စာသင်ခန်းရှိရာဒီနေရာလေးမှာကြတော့နားချိန်တွေမှာစာလုပ်ကြထိုင်ကြစကားတွေပြောကြတဲ့နေရာလေးဖြစ်ပါတယ်ခဏစကားပြောပြီးနားပြီးတော့ပြန်มาတော့မယ်ကျောင်းပေါက်ကိုရောက်ဖို့အတွက်ကတော့လမ်းတော်တော်လေးကိုထပ်လျှောက်ရပါသေးတယ်ဒါမဲ့လည်းကြည့်ပါအောင်ကွာလမ်းမှာအပြန်လမ်းမှာလည်းကျောင်းပေါက်ဝမှာလည်းအဲ့လိုအပင်တွေကြောက်ဆောင်ကြောက်တုံးတွေနဲ့အရန်ကိုမှလှနေရောပဲဒီလို view ရှိရတဲ့တန်သွားပြီဒီလိုမျိုးလေကောင်းလေတန်လေးရှိတယ်ပြီးတော့တစ်ပင်ရိပ်တွေနဲ့ပြည့်နေတဲ့ကြောက်ဆောင်တွေနဲ့ပြည့်နေတဲ့ဒီလိုနေရာလေးမှာစကားပြောမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဒါမှမဟုတ်ရင်စာချက်ဖို့အတွက်ဘုန်းကြီးတွေတရားထိုင်ဖို့အတွက်ဆိုလို့ရှိရင်လည်းအရန်ကိုမှအဆင်ပြေတယ်ပေါ့နော်ဒါဆိုရင်တော့ကျောင်းဘဝကိုရောက်ပါပြီပြန်တော့မယ်ပေါ့နော်ဒီတရားကြီးစီကိုသွားဖို့အတွက်ဒီဝင်းထဲကနေပြီးတော့ဖြတ်သွားရပါတယ်ဒီဝင်းထဲမှာလည်းပဲကျောင်းမှာတပင်တွေရခင်းချင်းချင်းတွေနဲ့အများကြီးပဲရှိပါတယ်နောက်ကိုပြန်ကြည့်လိုက်ရင် MCU ဆိုင်ဘုတ်ကြီးကိုလည်းတွေ့ရပါမယ်ကြည့်ပါဦးကွယ်တပင်လေးတွေကတော့ကျောင်းဝင်းအပြည့်နေရာတိုင်းမှာဝရှိတယ်ဒါကြီးကကျောင်းဝင်းထဲမှာပဲရှိနေပါသေးတယ်အခုကတော့
င်ဘူးဆိုလို့ရှိရင်လည်းဒီလမ်းနေပြီးတော့သွားလို့ရပါတယ်ဟိုးရှိရတိုက်ကကြတော့ကိုတို့လိုចောင်းသူတွေအနေများတဲ့တိုက်ဖြစ်ပါတယ်အဲ့ဒီတိုက်ကိုရောက်ဖို့အတွက်ဆိုရင်တော့ဒီတရားကြီးကိုခုံးကျော်တရားကြီးကိုဖြတ်ပြီးတော့သွားရတယ်ပေါ့နော်တိုက်အောင်မှလည်းအပင်တွေရောပန်းမင်တွေရောစုံမှာပဲကွယ်ဈေးဆိုင်ကလည်းကိုတို့တိုက်အောင်မှပဲရှိတယ်ဆိုတော့အရန်အောင်မှအဆင်ပြေပါတယ်ဒီမှာတော့အခန်းတွေအများကြီးပဲရှိရပေါ့နော်ဒါပေမဲ့ကိုတို့ကရတော့ထက်တက်ရသေးရပေါ့နော်3လွှာလောက်မှရှိရဆိုတော့လေပြီးတော့အခန်းထဲဝင်ပြီးကိုနေတဲ့အခန်းကိုရိုက်ပြမယ်လို့တွေးနေတော့မှပဲတော့အခန်းထဲမှာကြံခဲ့တာကိုမသိပဲနဲ့အတူနေတဲ့အမှယူသွားတယ်ထင်ပြီးတော့အခန်းရှိရတငယ်ချင်းတယောက်ရဲ့အခန်းမှာပဲခဏနားနေလိုက်ပါတယ်ခဏနေရောအောက်ကအခန်းပိုင်းရှင်စီမှာတော့ပို့သွားငါပြီးတော့ခန်းထဲကိုဝင်လို့ရတော့ပါတယ်အဲ့တော့ဒီ vlog လေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်ဒီ vlog လေးကိုကြည့်ပေးတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲ bye bye ပါ